ရှင်ဒီမှာပါနော်ညောင်ညောင်ကြီးပါရှင်အေးအိတ်နေတာကိုသူကထိုင်ကြည့်နေပါတယ်တနေ့ကုန်လဲသူကလေအိတ်တိုင်းပဲကြောင်တွေကပေါ့နော်သူတို့အိတ်တဲ့ချိန်မှာသူတို့ကအကာအကွယ်မရှိတဲ့စိတ်ခံစားချက်တွေသူတို့ကခံစားရတယ်ဆိုတဲ့အတိုင်းပဲပေါ့နော်သူကအိတ်လို့ရှိရင်အိပ်ပါမှာသူအမြဲတမ်းအိတ်တယ်နေ့ရောညရောသူအိတ်တဲ့ချိန်တိုင်းပေါ့နော်အဲ့လိုမဟုတ်ဘူးဆိုရင် तू ကအခုလိုပဲအိတ်ကို तू ကထိုင်ကြည့်နေတတ်ပါတယ်ဘာလဲညောင်ညောင်အဖေသူညောင်လို့ထူလိုက်ပါအောင်နော်ညောင်လို့ထူလိုက်ပါအောင်အဖေသူအခုလည်းအိတ်ကအိတ်နေတာပါအဲ့ဒါကို तू ကအခုလိုပဲလာပြီးတော့ထိုင်ကြည့်နေပါတယ်အဖေသူရေအဖေသူရေဟေးအေးကိုထိုင်ကြည့်နေပါတယ်အဲ့လိုပါပဲဘာလာထိုင်ကြည့်နေရလဲပေါ့နော်တကယ်ပါညောင်ညောင်မမချစ်ကလေးမမောက်ထိုင်ကြည့်နေရလားအဖေသူ